ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအပြင်သူမနဲ့အာဆီယံအထူးကိုယ်စားလှယ်တို့တွေ့ဆုံခွင့်ရရေးအတွက်ပါပြင်သစ်သမ္မတမက်ခရွန်ကထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးဒီကိစ္စကိုနိုင်ငံတကာနဲ့အတူဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းပြင်သစ်သမ္မတကအာမခံကတိပြုသွားပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မဲအွန်လိုင်းရဲ့သွင်းကုန်ရှော့ချတဲ့မူဝါဒတွေကြောင့်ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးတွေမှာအခြေခံလူတန်းစားတွေအတွက်စားအုံးစီတွေစတင်ပြက်လက်လာပြီးပြင်ပဈေးကွက်မှာစားအုံးစီတပိတ်တာကျပ်2000နီးပါးအထိဈေးတက်လာတယ်ဆိုပါတယ်အခုနှစ်ကမ္ဘာဖလားရွှေဖနက်ဆုအတွက်ဘယ်သူရမလဲဆိုတာကိုကြိုတင်မခံမှန်းနိုင်ပဲမက်ဆီအမ်ဘာပေဟာလန်နဲ့ဟယ်ရီကိန်းတို့၄ဦးဟာဂိုးသွင်းနှုန်းအမြင့်ဆုံးနဲ့အပြိုင်ဆိုင်ရှင်ပြိုင်နေကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအပြင်သူမနဲ့အာဆီယံအထူးကိုယ်စားလှယ်တို့တွေ့ဆုံခွင့်ရရေးအတွက်ပါပြင်သစ်သမ္မတမက်ခရွန်ကထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးဒီကိစ္စကိုနိုင်ငံတကာနဲ့အတူဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းပြင်သစ်သမ္မတကအာမခံကတိပြုသွားပါတယ်ဒါကတော့ပြင်သစ်သမ္မတမက်ခရွန်ကဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရစ်ခေါ်ကိုထိန်လင်းစီပေးပို့တဲ့စာမှာအာမခံကတိပြုထားတာဖြစ်ပြီးအဲဒီစာကိုကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒီကနေ့ဇွန်လ9ရက်နေ့မှာပဲထုတ်ပြန်လာတာပါပြင်သစ်သမ္မတမက်ခရွန်ပေးပို့ထားတဲ့စာထဲမှာသမ္မတဦးဝင်းမြင့်ကိုစီကံချက်တွေနဲ့မြန်မာစစ်တပ်ကပြန်လည်လှုပ်ပေးတာနဲ့ဒေါ်ဆန်းစုကြည်ကိုနေအိမ်အချုပ်ထားရှိတဲ့ကိစ္စတွေကိုသူ့အနေနဲ့သိရှိထားတဲ့အကြောင်း2025ခုနှစ်အောက်တိုဘာလမှာလေဒေါ်ဆန်းစုကြည်ကိုချက်ချင်းပြန်လှုပ်ပေးဖို့အတွက်ပေးပို့ထားတဲ့စာဟာလေမြန်မာစစ်တပ်ဘက်ကဘာပြောင်းလဲမှုမှမရှိဘူးလို့ပြင်သစ်သမ္မတကပြောပါတယ်ပြင်သစ်နိုင်ငံအနေနဲ့ကတော့မြန်မာအရေးအတွက်အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်မြောက်ဖို့ဆိုရင်အရင်ဆုံးဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိချက်ချင်းပြန်လှုပ်ပေးဖို့လိုအပ်တဲ့အကြောင်းကိုဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်းပြင်သစ်သမ္မတကဆက်ပြီးပြောဆိုထားပါတယ်။ဒါပြင်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ဂျမရေးဆောင်ရှောက်မှုရပိုင်ခွင့်ရှေ့နေတွေနဲ့မိသားစုတွေကိုတွေ့ဆုံဆက်သွယ်ခွင့်အပါအဝင်အခြေခံအခွင့်အရေးတွေကိုမြန်မာစစ်တပ်ဘက်ကအပြည့်အဝလေးစားလိုက်နာရမှာဖြစ်တယ်လို့လည်းပြင်သစ်သမ္မတကအလေးပေးပြောကြားခဲ့ပါတယ်။တစ်ဖက်မှာလည်းအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့အာဆီယံအထူးကိုယ်စားလှယ်နဲ့ဒေါ်ဆန်းစုကြည်ကိုတွေ့ခွင့်ပေးဖို့မြန်မာစစ်တပ်စီတောင်းဆိုချက်ကိုပြင်သစ်နိုင်ငံကလည်းထောက်ခံတဲ့အပြင်အခုနှစ်မေလ25ရက်နေ့ကလည်းပြင်သစ်သမ္မတမက်ခရွန်ဟာထိုင်းဝန်ကြီးချုပ်အနုတင်နဲ့ပါရီမြို့မှာတွေ့တဲ့အချိန်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးကိစ္စတွေနဲ့မြန်မာအရေးကိုထည့်သွင်းဆွေးနွေးခဲ့ပြီးသူမလွတ်မြောက်ရေးကိစ္စအတွက်နိုင်ငံတကာနဲ့ပါပူးပေါင်းပြီးဆက်လက်စူးစမ်းသွားမှာဖြစ်တယ်လို့လည်းသမ္မတမက်ခရွန်ကိုယ်တိုင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းစီပေးပို့တဲ့စာမှာအာမခံကတိပြုပြောဆိုထားပါတယ်အဲဒီလိုပြင်သစ်သမ္မတရဲ့စာကိုလက်ခံရရှိပြီးတဲ့နောက်ဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရစ်ကလည်းလူမှုကွန်ရက်ကနေတစ်ဆင့်ပြင်သစ်နိုင်ငံရဲ့ခိုင်မာတဲ့မူဝါဒနဲ့မြန်မာပြည်သူတွေဘက်ကအမြဲရပ်တည်ပေးမှုအတွက်ကျေးဇူးတင်တဲ့အကြောင်းဖော်ပြခဲ့ပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာအကြမ်းဖက်မဲအွန်လိုင်းရဲ့သွင်းကုန်ရှော့ချတဲ့မူဝါဒတွေကြောင့်ရန်ကုန်မန္တလေးပါဝင်မြို့ကြီးတွေမှာအခြေခံလူတန်းစားတွေအတွက်စားအုံးစီတွေစတင်ပြက်လက်လာပြီးပြင်ပဈေးကွက်မှာစားအုံးစီတပိတ်တာကျပ်2000နီးပါးအထိဈေးတက်လာတယ်လို့စားအုံးစီအသင်းသတင်းရင်းမြစ်နဲ့ဒေတာကန်တွေကပြောလာကြပါတယ်အကြမ်းဖက်စစ်ကောင်ဆောင်မဲအွန်လိုင်းကတော့သူကိုယ်သူရက်တရားစီမံချက်အဖြစ်ပြည်တွင်းမှာသွင်းကုန်တွေရှော့ချပြီးပို့ကုန်တိုးမြင့်ရေးမူဝါဒကိုအကောင့်ထဲပေါ်ဖို့ညွှန်ကြားထားသလိုပြည်တွင်းမှာနိုင်ငံခြားငွေအရန်လျော့နေလာမှုကြောင့်သွင်းကုန်တွေကိုရှော့ချဖို့အတိအမိန့်ထုတ်ထားတယ်ဆိုပါတယ်အဲ့ဒီထဲမှာမြန်မာနိုင်ငံအတွင်းတင်သွင်းနေတဲ့စားအုံးစီပမာဏကိုအနည်းဆုံး30%အထိရှော့ချထားတဲ့အပြင်သွင်းကုန်လိုင်စင်နဲ့အမေရိကန်ဒေါ်လာခွဲဝေချထားပေးမှုကိုလည်းထိန်းချုပ်ထားတယ်လို့မြန်မာနိုင်ငံစားအုံးစီကုန်တဲ့အသင်းသတင်းရင်းမြစ်ကလည်းပြောပါတယ်ဒါကြောင့်စားအုံးစီတင်သွင်းသူတွေနဲ့လက်ကရောင်းချတဲ့သူတွေကပြည်တွင်းမှာစီရောင်းချနေမှုတွေကိုရှော့ချလိုက်ပြီးစားအုံးစီလက်ကျန်တွေကိုထိမ့်သိမ်းထားသလိုအခုထိတော့ပစ္စည်းပြတ်တာမျိုးမဟုတ်သေးပေမဲ့ဒီပုံတိုင်းဆိုနောက်ပိုင်းပစ္စည်းပြတ်တော့မယ်ဆိုတာတေချာနေတာကြောင့်ဈေးကွက်အတွင်းမှာတော့စားအုံးစီရှာပါမှုနဲ့ဈေးနှုန်းမြင့်တက်မှုတွေဖြစ်ပေါ်လာတယ်လို့သူကဆက်ပြီးရှင်းပြထားပါတယ်လက်ရှိရန်ကုန်တိုင်းအတွင်းမှာမြို့နယ်အလိုက်စားအုံးစီခွဲတန်းတွေကိုစစ်တပ်က90%အထိရှော့ချလိုက်ပြီးအဲဒီလိုပဲမန္တလေးနဲ့တခြားမြို့ကြီးတွေအတွက်လည်းစားအုံးစီခွဲတန်းတွေကိုအကြီးအကျယ်ရှော့ချထားတဲ့အတွက်လက်ရှိရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးတွေမှာအခြေခံလူတန်းစားတွေအတွက်စားအုံးစီတွေစတင်ပြက်လက်လာပြီးပြင်ပဈေးကွက်မှာစားအုံးစီတပိတ်တာကျပ်2000နီးပါးအထိဈေးတက်လာတယ်လို့ဒေတာကန်တွေကပြောလာကြပါတယ်ရန်ကုန်မြို့ကစောလောင်းအသင်းဥက္ကဋ္ဌတူပြောဆိုချက်အရဆိုရင်စွန့်ချက်ဖို့စီကိုပေပါလိုက်ဝယ်ရတာဖြစ်ပေမဲ့အခုတော့ဗမာမှအဲ့လိုပေပါလိုက်ဝယ်မရတော့ပဲ
ဒါဟာဇွန်လကုန်ပိုင်းမှာစတင်လာတာဖြစ်ပြီးလက်တော်မှာတော့နီးစပ်ရကုန်သည်တွေနဲ့ချိတ်ဆက်ပြီးတော့ဒါပိတ်တာလိုက်ပဲခွဲပြီးဝယ်နေရတယ်လို့ရှင်းပြထားပါတယ်ဒါနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းအမှတ်၄မဲဆန္ဒနယ်ကကျက်ဖို့ပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဇော်ဝင်းတန့်ကိုယ်တိုင်ကလည်းစစ်တပ်ဘက်ကစောင်းစီခွဲတန်းရှော့ချမှုအပေါ်သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာတင်ဝေဖန်ထားပြီးစီကိုယ်စားလှယ်တွေရဲ့လမ်းကြောင်းလွှဲရောင်းချမှုနဲ့တစိမ့်ပြောင်းရောင်းချမှုတွေကိုမတားဆီးနိုင်ပဲပြည်သူတွေရဲ့ခွဲတန်းကူတာရှော့ချနေတာဟာဖနှက်မတော်လို့ဖနှောက်လှီးတဲ့လုပ်ရမျိုးပဲဖြစ်တယ်လို့ဝေဖန်ရေးသားထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံအပေါ်အမေရိကန်အပါအဝင်အနောက်နိုင်ငံတွေကပိတ်ဆို့အရေးယူမှုတွေချမှတ်ထားပြီးမြဲပြည်တွင်းကစစ်တပ်နဲ့နှီးစပ်ရမျက်မြစ်တာမော Heyday Energy ရွှေဘန်းပြူကမ္ပဏီနဲ့ပြည်တွင်းပြည်ပကမ္ပဏီတွေဟာမြန်မာစစ်တပ်စီလေရင်စီနဲ့73စီဆက်လက်ထောက်ပံ့နေတယ်လို့ The Diplomat ကစုံစမ်းဖော်ထုတ်ရေးသားထားပါတယ်အဲ့ဒီစုံစမ်းစစ်ဆေးမှုကိုပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးမြန်မာစစ်ကမ်းစာရွက်စာတမ်းတွေဗန်မှတ်တမ်းတွေတင်မောတွာလာမှုအချက်လက်တွေအပေါ်အခြေခံပြီးလေရင်စီထောက်ပံ့ရေးကွန်ရက်ကိုဖော်ထုတ်ခဲ့တာလို့ဆိုပါတယ်စုံစမ်းတွေ့ရှိချက်တွေအရမျက်မြစ်တာမွန်ကမ္ပဏီအုပ်စု Heyday Energy စင်ကာပူအခြေစိုက် BAI လုပ်ငန်းစုနဲ့ UAE အခြေစိုက် Energy DMCC တို့ဟာမြန်မာနိုင်ငံကိုလေရင်စီနဲ့ရေနံထွက်ပစ္စည်းတွေတင်သွင်းရမှာပါဝင်နေတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီကမ္ပဏီတွေထဲမှာဒေါက်တာဝင်းမြင့်ဆိုတဲ့သူကမျက်မြစ်တာမွန်ကမ္ပဏီအုပ်စုထက်ခိုင်ဝင်းဆိုတဲ့သူက Heyday Energy ကမ္ပဏီသိန်းဝင်းစောဆိုတဲ့သူကရွှေပြိုင်းပြူကမ္ပဏီအောင်ကိုဝင်းက Brighter Energy ကမ္ပဏီကိုပိုင်ဆိုင်ထားကြတယ်လို့ The Diplomat တဲ့မှာဖော်ပြထားပါတယ်ဒါပြင်အီရန်ကနေမြန်မာနိုင်ငံကိုလောင်စာဆီတင်ပို့တဲ့လမ်းကြောင်းလည်းရှိနေတယ်လို့စုံစမ်းစစ်ဆေးတဲ့သူတွေကသုံးသပ်ထားပါတယ်ဒါအပြင် MD Great Lake တင်မောဟာ2026ခုနှစ်ဇွန်လအတွင်းမြန်မာနိုင်ငံကို Jet A1 လေယာဉ်စီတွေပို့ဆောင်ခဲ့ပြီးနိုင်ငံကပိတ်ဆို့ရေးယူမှုတွေကိုရှောင်ရှားဖို့တင်မောတီနီယာပြစနစ် AIS ကိုပါလိမ့်လက်အသုံးပြုခဲ့တယ်လို့ဖော်ပြထားပါတယ်စုံစမ်းစစ်ဆေးသူတွေရဲ့သုံးသပ်ချက်အရမြန်မာစစ်တပ်ဟာလက်ရှိပြည်တွင်းမှာစစ်ရေးအရနယ်မြေအများပြလက်လို့ဆုံးရှုံးလာပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမအားပြုလာခဲ့တာဖြစ်ပြီးအဲ့ဒီစစ်စင်ရေးတွေဆက်လုပ်နိုင်တာဟာနိုင်ငံကပိတ်ဆို့ရေးယူမှုတွေကြားကလေရင်စီးနဲ့73စီတွေဆက်လက်ရရှိနေတာကြောင့်ဖြစ်တယ်လို့ The Diplomat ကဖော်ပြထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အကြမ်းဖက်စစ်တပ်ကဂွားမျိုးနယ်ပလောမျိုးနယ်နဲ့မြိုင်မျိုးနယ်တွေမှာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူ6ဦးဒဏ်ရာရထားပြီးနေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်ရခိုင်ပြည်နယ်ဂွားမျိုးနယ်ကဖြစ်စဉ်ဆိုရင်ဇူလိုင်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲရသပြည်သူတွေနေထိုင်ရာနေရာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်သင်းမော်ဘော်တွေကနေလက်နက်ကြီးတွေနဲ့အကြိမ်80ကျော်ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်သွားတယ်ဆိုပါတယ်အဲ့လိုတိုက်ခိုက်မှုတွေအတွင်းလက်ရှိကောက်ယူထားတဲ့စရင်အရတဲ့ဂွားမျိုးနယ်ကျင်းတလီမြို့အမှတ်3ရပ်ကွက်ကဒေါ်မတ်ထားဒေါ်တန်းမေမရနာထုံးမတ်တင်းတီရီထုံးဒေါ်မီဝိုင်းနဲ့ဥညိုထုံးဆိုသူရသားတွေတန်းရထားပြီးနေအိမ်ချို့လည်းပျက်စီးထားတယ်လို့အာရခတ်တော် AA ကထုတ်ပြန်ထားပါတယ်ဒါဟာရခိုင်ပြည်နယ်နဲ့ AR တိုင်းအဆက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကသူတို့ရဲ့စခန်းတွေဇက်တိုက်ဆိုသလိုလက်လွတ်ဆုံးရှုံးခဲ့ပြီးတဲ့နောက်ဘာမှမဆိုင်တဲ့ဂွားမျိုးကရသားပြစ်မှတ်တွေကိုတမင်ကဥတီတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တစ်ဖက်ကတင်းသားတိုင်းပလောမျိုးနယ်မှာလည်းဇူလိုင်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲရသားပြည်သူတွေနေထိုင်ရာကင်းနီကျွန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲသွားသလိုမကွေးတိုင်းမြိုင်မြို့နယ်မှာလည်းဇူလိုင်လ9ရက်နေ့ဖြစ်တဲ့ဒီကနေ့မနက်ပိုင်းမှာတင်တာစီကျေးရွာအနီးကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲသွားပြီးအဲ့ဒီဘက်ကထိခိုက်မှုအခြေအနေတွေကိုတော့ဆက်လက်အတည်ပြုနေစေဖြစ်တယ်လို့ဒေသခံတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ AR တိုင်းမော်လမြိုင်ကျွန်းမြို့နယ်မြက်တာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတပ်ပိုင်ဆိုတဲ့သူနဲ့ရဲတပ်ဖွဲ့ကကိုစင်မင်းထဆိုသူကိုအဲဇင်းစစ်ဖို့လို့ပြောဆိုခေါ်ယူပြီးမှစစ်သားဖြစ်စုဆောင်သွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တီကိုပြောပါတယ်ဒါတော့ပြီးခဲ့တဲ့မေလ21ရက်နေ့ည10:00နာရီလောက်ကပဲမော်လမြိုင်ကျွန်းမြို့နယ်မြက်တာကျေးရွာအုပ်စုအရှိဇီးပြူကျေးရွာမှာနေတဲ့ကိုစင်မင်းထဆိုသူရဲ့နေအိမ်ကိုကျေးရွာအုပ်ချုပ်ရေးမှူးတပ်ပိုင်နဲ့မြက်တာရဲစခန်းကရဲ9ဦးရောက်လာတယ်ဆိုပါတယ်အဲ့တော့ကိုစင်မင်းထကိုအဲဇင်းစစ်ဖို့အတွက်ခဏလိုက်ခဲလို့ပြောပြီးခေါ်သွားပြီးတဲ့နောက်မှာပဲစစ်မှုထမ်းအပတ်စဉ်25ကိုစစ်သားတစ်အဖြစ်ပို့လိုက်ကြတယ်လို့ဒေသခံတွေကရှင်းပြထားပါတယ်အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးတပ်ပိုင်ဆိုတဲ့သူဟာစစ်မှုထမ်းအပတ်စဉ်4ကနေစပြီးအပတ်စဉ်25အထိစစ်မှုထမ်းအသက်အရွယ်နဲ့အကျုံးဝင်တဲ့လူငယ်တွေစီကနေတအုပ်ကိုငွေကျပ်4000အသက်အပိုင်းခြားအကျုံးဝင်တဲ့အိမ်တွေဆိုရင်လည်းစစ်မှုထမ်းချင်းဖြစ်တအိမ်ကိုငွေကျပ်1000ခွဲနှုန်း
လာစဉ်ကောက်ခံပြီးသူ့ရဲ့ကိုကျိုးအတွက်အသုံးပြုနေတယ်လို့အဲ့လိုငွေကြေးတွေပေးထားတဲ့ဂျာကကိုစင်မင်းတက်ကိုစစ်သားတစ်အဖြစ်စုဆောင်းသွားတာဖြစ်တယ်လို့ဒေသခံတွေကရှင်းပြထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ရန်ကုန်မြို့တမိုင်းလမ်းစုံဘန်ကာကစစ်သားတွေဟာလမ်းသွားလမ်းလာတွေကိုဖုန်းတွေယူငင်စစ်စစ်ပြီးငွေကြေးတောင်းရမ်းတာတွေလုပ်နေတယ်လို့မပေးတဲ့သူတွေကိုထိုးကြိတ်တာတွေမျိုးသမီးတွေကိုလည်းလိမ်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားတာတွေလုပ်နေကြတယ်လို့ကိုပိုင်ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေကပြောပါတယ်ဆိုလည်းလားရှေ့နေမွန်လွဲပိုင်းကဆိုရင်တမိုင်းလမ်းစုံအနိဖြတ်တန်းသွားလာတဲ့ပြည်သူအချို့ကိုအဲ့ဒီစစ်တပ်ဘန်ကအတွင်းမှာရှိတဲ့စစ်သားတွေကတားဆီးစစ်ဆေးခဲ့ပြီးဖုန်းတွေကိုပါယူငယ်စစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့နောက်ဖုန်းထဲမှာစစ်ဆေးစရာတစုံတရာမတွေ့တာတော့သူတို့အတွက်ငွေကျပ်9000ပေးရမယ်ဆိုပြီးအတင်းအဓမ္မတောင်းခံခဲ့ကြတယ်လို့ပြောပါတယ်အဲ့လိုတောင်းခံရတဲ့ကာယကရှင်ပြည်သူကစစ်သားတွေကိုခင်ဗျားတို့မှအဲ့လိုတောင်းပန်ခွင့်ရှိလားလို့မေးမြန်းရမှာတော့ဘန်ကာထဲမှာရှိတဲ့စစ်သားတဦးထွက်လာပြီးအဲ့ဒီပြည်သူကိုထိုးကျိတ်ခဲ့တယ်လို့သိရပါတယ်ဒါပြင်အဲ့ဒီတမိုင်းလမ်းစုံဘန်ကာမှာရှိတဲ့စစ်သားတွေဟာလမ်းသွားလမ်းလာချစ်သူစုံတွဲတွေကိုလည်းခေါ်ယူစစ်ဆေးပြီးတော့ဖုန်းတွေပါစစ်ဆေးတာတွေပြီးရင်ငွေညစ်တောင်းရမ်းတာတွေလုပ်ရုံနဲ့မကပါလာတဲ့အမျိုးသမီးငယ်တွေကိုပါလိမ်မိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုတွေပြုလုပ်ခဲ့တယ်လို့ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့သူတွေကပြောပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်က2021ခုနှစ်ဆန္ဒသိမ်းပြီးတဲ့နောက်ပိုင်းရန်ကုန်မြို့လမ်းစုံလမ်းကွာတွေမှာလုံခြုံရေးဘန်ကာတွေဆောက်လုပ်ခဲ့ပြီးစစ်သားတွေကိုလုံခြုံရေးအဖြစ်ချထားခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်စကိုင်းပြည်ပြည်ကျော်900ကီလိုမီတာအထိကွဲထွက်ခဲ့ပြီးအလွန်ရှားပါးရအတန်ထက်မြန်တဲ့အရှိန်နဲ့ပြည့်ရည်ကျော်ရွေလျားမှုလက္ခဏာတွေပါတွေ့ရှိထားသလိုနောက်ထပ်200ကျော်ရင်မြန်မာနိုင်ငံမှာအခုလိုပြင်းထန်တဲ့ငလင်ထပ်မံလှုပ်ခတ်မယ်လို့လည်းသုတေသနလေ့လာမှုအသစ်တရက်မှာဖော်ပြလာပါတယ်ပြီးခဲ့တဲ့နှစ်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံမှာလူထောင်ပေါင်းများစွာတိတ်ဆုံးခဲ့ပြီးအယောက်11000ကျော်လဲဒဏ်ရာတွေရရှိခဲ့သလိုနေအိမ်တွေလန်ဒါတွေနဲ့အခြေခံအဆောက်အုံပေါင်းများစွာလဲပျက်စီးခဲ့တာပါသူတေတီတွေရဲ့သုံးသက်ချက်အရအဲ့ဒီပျက်စီးဆုံးရှုံးမှုတွေဟာစကိုင်းပြည့်၍ကြောတလျှောက်အလွန်ရှည်လျားပြီးမြေမျက်နှာပြင်အနီးအရှိန်မြင့်မြင့်နဲ့ကွက်ထွက်ခဲ့တဲ့ပြည့်၍ကြောင့်ဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ်သူတေတီတွေကဂျိုဒုပုံရိပ်တွေရေဒါတိုင်းတာမှုနည်းပညာနဲ့အစစ်မြစ် tracking နည်းပညာတွေကိုအသုံးပြုပြီးငလင်ဖြစ်ပွားတဲ့အချိန်မြေပြင်ရွေလျားမှုကိုလေ့လာခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီရလက်အရမြန်မာနိုင်ငံတွင်ပြည့်၍ကွက်ထွက်မှုဟာကီလိုမီတာ900လောက်အထိရှည်လျားခဲ့ပြီးဒါဟာကမ္ဘာပေါ်မှာမှတ်တမ်းတင်ထားတဲ့အရှည်ဆုံးအလျားလိုက်ပြည့်၍ငလင်တွေတဲကတစ်ခုဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ဒါပြင်လေ့လာချက်တွေအရစကိုင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံမှာအလွန်ရှားပါးရအတန်ထက်မြန်တဲ့အရှိန်နဲ့ပြည့်၍ကျော်ရွေလျားမှုလက္ခဏာတွေပါတွေ့ရှိထားတယ်လို့သုတေသနလေ့လာမှုအသစ်တရက်မှာဖော်ပြထားပြီးနောက်ထပ်200ကျော်အတွင်းအခုလိုပြင်းထန်တဲ့ငလင်မျိုးနောက်တစ်ချိန်မြန်မာနိုင်ငံမှာထပ်မံဖြစ်ပွားနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်သုတေသနအဖွဲ့ရဲ့အဆိုအရအခုတွေ့ရှိချက်တွေဟာမြန်မာနိုင်ငံနဲ့အရှေ့တောင်အာရှဒေသကငလင်အန်ရဲ့ခံမှန်းမှုတွေကိုပုံမတိကျစေမယ့်အပြင်စကိုင်းပြည့်၍ကြောတလျှောက်အခြေခံအဆောက်အုံတိဆောက်တဲ့အချိန်ငလင်တန်းခန္ဓာရေးမြင့်တင်ရေးလုပ်ငန်းတွေထည့်သွင်းဖို့ကိုပါတတိပေးမှုအထောက်ပံ့ဖြစ်စေမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ